တော်နာမ၌ရောက်ချင်းစီတိုင်းမင်္ဂလာပါကျွန်တော်တို့ဒီကနေ့မှာတူတူကစီချခေါင်းရတဲ့ကြံပိုက်ကရှမသက်ခရစ်ဝင်ခန့်ကြီး30နှစ်အပိုင်းနဲ့33ကနေပြီးတော့မှ39ထိကိုခွာယူသွားမှာဖြစ်တယ်။အသီးအဖြစ်အပင်သဘောထင်ရှားသည်ဖြစ်၍အသီးကောင်းနေအပင်ကောင်းသည်ဟုဆိုကြလော။အသီးမကောင်းနေအပင်မကောင်းဟုဆိုကြလော။အချင်းမွေဆိုအမျိုးတို့တင်းတို့ဒီအဆိုးဖြစ်လျက်ကောင်းသောစကားကိုအပေတို့ပြောနိုင်မည်နိ။စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မွတ်တတ်၏။ကောင်းသောသူသည်ကောင်းသောစိတ်နှလုံးပဏ္ဏတိုက်ထက်ကကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောပဏ္ဏတိုက်ထက်ကမကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏ငါဆိုဒီကလူတို့သည်အကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်တော်နေ၌စစ်ကြောချင်းကိုခံရကြလက်တဲ့တင်းစကားများအားဖြင့်တင်းဒီအပြစ်လွတ်လိမ့်မည်သို့မဟုတ်တင်းစကားများအားဖြင့်အပြစ်ဆင်ချီကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ကျွန်တော်ဒီကနေ့ဒီကျမ်းပိုက်ကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာအထူးသဖြင့်ပါကိုကျွန်တော်ထင်ရှားစွာတွေ့ပြီးတွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီအကြောင်းအရာကကျွန်တော်ဒီသခင်ယေရှုကရှေ့မှာဒီအနာတွေပျောက်ကင်းစေတဲ့ဒီဖျားတော်သူတွေပျောက်ကင်းစေတဲ့တသက်ဆင်နမိတ်လက္ခဏာပြတဲ့အခါမှာနတ်ဆိုးတွေနှင်ထုတ်တဲ့အခါမှာဖာရိရှဲတွေကသူ့ကိုဘသူရဲ့တကူနဲ့လောက်တယ်လဲဘသူရဲ့တကူနဲ့နှင်ထုတ်တာလဲစံတန်ရဲ့တကူနဲ့နတ်ဆိုးတွေကိုနှင်ထုတ်တာဖြစ်တယ်ဆိုပြီးတော့ပြောနေတဲ့အချိန်အဲ့ဒီ contest နဲ့တရားကဆက်နွယ်နေတာဖြစ်တယ်အထူးသဖြင့်ဒီမှာသခင်ခရစ်တော်ကသူတို့ကိုပြောလဲဆိုတော့မင်းတို့ဖာရိရှဲတွေကိုသူပြောတဲ့အခါမှာဘလို့ဘာနဲ့ခိုင်းနေလဲဆိုတော့အချင်းမွေဆိုအမျိုးစာတန်အမျိုးတွေမင်းတို့ကအဆိုးတဲ့သူတွေဖြစ်နေတယ်ကောင်းသောစကားကိုဘလို့ပြောနိုင်ပါလဲဆိုပြီးတော့မပြောထားတာဖြစ်တယ်ပြီးတော့မှမင်းတို့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းမင်းတို့ရဲ့နှုတ်ကမှုဆိုတာဖြစ်တယ်မကောင်းတဲ့စိတ်ရှိတဲ့သူကမကောင်းတဲ့နှုတ်ကိုပဲမကောင်းတဲ့စကားကိုပဲပြောထွက်မှာဖြစ်တယ်ကောင်းတဲ့စိတ်နှလုံးရှိတဲ့သူကကောင်းတဲ့အရာပဲပြောထွက်မှာဖြစ်တယ်တရားကအင်မတန်မှရေးကြည့်ဖြစ်ကျွန်တော်လူသားတွေရဲ့ဘဝမှာကျွန်တော်နေစဉ်တဲ့အသက်တာထဲမှာကျွန်တော်ရဲ့စိတ်နှလုံးကတန့်ရှင်းနေတယ်ဆိုရင်ကျွန်တော်ရဲ့နှုတ်ကလည်းတန့်ရှင်းတဲ့အရာပဲပြောထွက်တာဖြစ်တယ်ကျွန်တော်ရဲ့ဒီ emotion နဲ့ကျွန်တော်ရဲ့ဒီခံစားချက်နဲ့ကျွန်တော်အရာအလုံးရဲ့ဒီခုံကဇက်ခုံကကျွန်တော်ရဲ့နှလုံးသားပဲဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နေ့စဉ်နဲ့မပြောထွက်တဲ့စကားတွေကအင်မတန်မှရေးကြည့်တာဖြစ်တယ်ဒီမှာပိုင်းငယ်36နဲ့39မှာဆိုတော့ကျွန်တော်တို့ပြောတဲ့စကားအဖြစ်ကျွန်တော်တို့ကအပြစ်ကနေလွတ်နိုင်တယ်လို့ကျွန်တော်တို့ပြောတဲ့စကားအဖြစ်ကျွန်တော်အပြစ်စင်ချင်းကိုလည်းခံရနိုင်တာဖြစ်တယ်ဆိုပြီးမှခရစ်တော်ကကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်အဲဒါကြောင့်မရှိဒီညာကြီးတဲ့ခါမှာကျွန်တော်တို့ရဲ့နေ့စဉ်တဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့စိတ်ထဲကနေပြီးတော့မှကျွန်တော်တို့ကကိုယ့်ဘာကိုအမိပြုနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်နှလုံးကဘယ်တော့အခါမှကောင်းတဲ့ຢာမထွက်နိုင်ပါဘူးကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ကတန်ရှင်းအောင်မလုပ်နိုင်ပါဘူးအဲ့ဒါကျွန်တော်တို့ရဲ့စိတ်နှလုံးကိုတန်ရှင်းသောဝိညာဉ်တော်ကဆောက်ရှောက်ဖို့ရတဲ့အင်မတန်မှရေးကြည့်တာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ကိုအခွင့်ပေးဖို့ရတဲ့အင်မတန်မှရေးကြည့်တာဖြစ်တယ်နေ့စဉ်တဲ့အသက်တာမှာစိတ်နှလုံးကိုတန်ရှင်းအောင်စိတ်နှလုံးကိုကျမ်းမာအောင်စိတ်နှလုံးကိုနေကောင်းအောင်ထားပါတန်ရှင်းသောဝိညာဉ်တော်ကတင်းရဲ့စိတ်လုံးကိုဆောက်ရှောက်ပါစေထိုမှသာလေစိတ်နှလုံးထက်ကနေကောင်းသောအရာများကိုကျွန်တော်ကထုတ်နိုင်မှာဖြစ်တယ်လူသားတွေရဲ့စိတ်ကနေပြီးတော့မှထွက်တဲ့ຢာကဘေးຢာမှာကောင်းတဲ့ຢာမရှိပါဘူးတိုးတော်ကလည်းတန်ရှင်းသောဝိညာဉ်တော်တင်းရဲ့စိတ်နှလုံးကိုဆောက်ပါစေနေ့စဉ်တဲ့အသက်တာမှာလည်းဒီတစ်ပါးအတွက်ခွန်အားပေးနိုင်တော်သူဖြစ်ပါစေလို့ဝန်ခံရင်းနဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်ကျွန်တော်ပြောစီတဲ့ဖျက်ဆီးကောင်းချီးပေးပါစေ